ရှင်ယောဂရှင်ရစိုးရင်ရပါဘူးတော်ရရပါဆရာမရေဒါမဲ့ရှင်လင်းကားရတော့နားမယ်နော်ဟာဆရာမကျွန်တော်မိမရတစ်ခါမှခွဲမလို့ရှင်ပါပြောတာလေကျမပြောရှင်လုံကလင်းကားရနားမယ်ပြောနေတာကျန်တဲ့ရှင်နားကျင်တာမနားကျင်နေဟုတ်တော့မလားဆရာကြောက်ရှင်ဘယ်လိုလူနိုင်မှန်းကိုဟယ်လိုဆိုလာပြားရောင်းတဲ့ဆိုင်ရလားအော်ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်လို့ဝင်နေခင်ဗျားတို့စီကနေဆိုလာပြားဝယ်သွားပြီးတဲ့နောက်ပိုင်းအားလုံးကဝင်တော့ဘူးဗျအော်အကိုရဲ့ဘယ်လိုလုပ်ဝင်มาလဲအကိုဆိုလာပြားဝယ်သွားတဲ့နောက်ပိုင်းမိုးကနေ့တိုင်းရွာနေရလေဟိုကျွန်တော်မိုးဝင်လေဝင်နေမှတ်လို့မိုးရရင်ဝင်တတ်တာဆိုတော့တစ်ခုပဲရှိတယ်အကိုရေဟင်ဟုတ်တယ်ဘာဝင်လာလဲယင်လျှက်စီးကြညီမအပတ်ရှင်ရထိုးထားတဲ့ဒူးဒီဘူးလေးက2သိန်းခွဲကြတယ်အဲ့ဒါကိုလာတောင်းတာအကိုပဲအပတ်ရှင်းဆိုလို့ညီမအပတ်နဲ့ရှင်းဖို့ပဲထိုးတာလေအေးကြပတ်တော့တပြားမှမရှိဘူးညီမလေးချင်းညီမလေးကိုကိုကြီးရမ်းရှစ်နေရညီမလေးအဲ့ဆိုကိုကြီးမိမကိုကြီးမိမတော့နင်းကိုရှစ်မှာမဟုတ်ဘူးလေချင်းမောင်းတစ်ထောင်မိုးလောက်မင်းကလည်းရေစက်ပါတယ်ထင်တယ်နော်မကြတော့ဆုံးပြတာပဲကိုယ်နာမည်လည်းမှတ်ထားအောင်လိုက်ကွာမင်းနာမည်ရောကျမနာမည်မေးစင်ဦးပါအမရှင်းသိကြမလို့ပါဘူး92မေးစင်ဦးရှင်မေးစင်ဦးပေါင်း92လေဟိုကဘာကိစ္စလဲအချင်းမောင်းတစ်ထောင်မိုးထဲလို့ဟုတ်အစုံထဲမှာလားဇောင်းကားသီးလေးပါထဲအောင်မလားတောင်းလာသေးရပါဖြစ်လို့လားအုံနောက်ကောင်းတယ်တဲ့များစိတ်ကြီးကြားကျမနိုင်ပြီးသားမှာတဘောကောင်းတယ်နော်ဝိုင်းချက်တွေးလာလေကျမနဲ့တင်ပေးလို့ပတ်စံနိုင်ပေးလို့ပြောတာပတ်ဆိုင်ကိုပြောလားကျွန်တော်ပတ်ဆိုင်လို့မထင်ရွေးနော်ကျမအဲ့ feeling ကိုတိတ်ကြိုက်တယ်ကိုကအမြင်ကနေပြီးအောက်ကိုကြည့်ရတဲ့ feeling ကဘာနဲ့မှမတူဘူးအရာလုံးကကိုရဲ့အောက်မှာကိုကထိတ်ဆုံးမှာကျမအမြင့်ဆုံးတို့အကောင်းဆုံးတို့ပဲလိုချင်တာရအောင်